မင်္ဂလာပါဆရာမရေ လာပါရှင် ဆရာမနာမည်လေးသိပြစေ ကျွန်မနာမည်ကမေးသိငါဖြစ်ပါတယ် ဆရာမဗေဒရာလာရောက်ပြီးတက်ရောက်အောင်မြင်ခဲ့တာလေ ကျွန်မချင်းတောင်နေတာပြောမှတရားအောင်မြင်ခဲ့ပါတယ်စီခဏမှာပေါ့နော် ဟုတ်ကဲ့ဆရာမဘယ်နှစ်နှစ်လောက်လေ့လာလဲ ကျွန်မ2နှစ်လောက်လေ့လာခဲ့ရပါတယ် ဟုတ်ကဲ့ဒါဆိုဆရာမဒီနေ့ဘွေးရတယ်ဆိုတော့ဆရာမရဲ့ပျော်ရွှင်မှုကဘယ်လောက်များဖြစ်မလဲ အရန်ကိုပေါ့နော်အရန်ကိုပျော်ရွှင်တယ်ပြီးတယ်ဘာဆိုရင်တော့ကျွန်မတို့အရန်တစ်ခဲပေါ့နော်ဒီ semester တစ်ခုပြတ်ចូលဖို့အတွက်အရန်တစ်ခဲတယ်အဓိကတော့သားတကယ်ကျေးဇူးတော်အကြောင်းလို့ပြောမှာပေါ့နော်ကျွန်တော်အရန်ပြောပါတယ်အတိုင်းမသိပြောတယ်လို့ပဲပြောချင်ပါတယ် ဟုတ်ကဲ့ဆရာမဒီနှစ်ကတာကာလမှာပေါ့နော်ဆရာမဘယ်လိုရင်ဆိုင်ဘယ်လိုစူးစမ်းဘယ်လိုဖြတ်ကျော်ခဲ့ရပါတယ်လဲ နှစ်တာကာလမှာဆိုရင်အထွေထူးတော့တရှိပေါ့နော်ဒီတိုင်းပေးလိုက်တဲ့စာကိုလုပ်တယ်အိမ်စာဆိုလည်းကုန်းလုပ်တယ်အဲ့လိုမျိုးအစင်ပြေတော့အကောင်းဆုံးစူးစမ်းခဲ့ပါတယ် ဟုတ်ကဲ့ဆရာမအမတ်တရားရှိရင်လည်းပြောပြလို့ရပါတယ် အမတရားဆိုရှင်တကယ်ချင်းလည်းတူတူအပြင်ထပ်ပြောမှမဟုတ်သေးစားတာမျိုးတို့သူရှင်ဟိုဆရာမရင်းနဲ့စူပေါင်းပြောမှကျောင်းသားရအားလုံးပေါ့နော်အမတရားတူတူခံပြရလို့ဆိုအရန်ကိုပြောရှင်ရပါကြီးထွက်တယ်ဆိုရန်ကိုပေါ့နော်အမတရားပြနေတာလေ အကြောင်းပြည့်နောက်ပိုင်းမှာရောဆရာမဘာတွေလုပ်သွားဖို့စဉ်းစားထားပါလဲ ကျွန်မကျောင်းပြည့်ရဲ့ချိန်မှာလက်ရှိဆိုရင်ဒီလိုမှာပေါ့နော်ပါဝင်စက္ကန့်နေပါတယ် ကျောင်းမှာကျန်နေခဲ့တဲ့သူတွေရောဆရာမဘယ်လိုမစကားပါချင်လဲ ကျောင်းမှာကျန်နေခဲ့သူတွေဆိုရှင်အဆုံးတိုင်အောင်ရှောက်နိုင်တဲ့သူတွေဖြစ်ပါစေလို့ပဲပြောချင်ပါတယ်လို့ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူး